ဟုတ်ကဲ့ပါဒီ printer လေးကတော့ Invader M810 printer လေးပေါ့သူကကျွန်တော်ဒီ printer လေးမှာဘောင်ချမိုးချိန်ပြီးတော့ Rival ဆိုတဲ့ POS software လေးနဲ့3လက်မ site ဘောင်ချနဲ့2လက်မ site ဘောင်ချလေးစမ်းထုတ်ဖို့လေးရှင်းပြပေးပါမယ်။ဒီလိုတင် printer လေးပါဝါမဖွင့်ခင်မှာဒီလိုဒီ printer ရဲ့အဖုံးလေးကိုဒီခလုတ်လေးကိုနှိပ်ပြီးတော့အဖုံးလေးကိုဖွင့်လိုက်မယ်။ဒါလည်းထိန်းမိတဲ့တန်လေးပေါ့။ထိန်းမိတဲ့တန်လေးက3လက်မဆိုတော့ဒါလေးရွှေ့ပြမလို့ပေါ့2လက်မထိုးမယ်ဆိုဒီအတန်လေးရွှေ့လိုက်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်3လက်မလေးနဲ့စမ်းပြမယ်ဒီတော့3လက်မပေါင်ချလေးကိုကျွန်တော်ပြထားသလိုမျိုးပါတော့ပုံစံလေးပါတော့ပုံစံလေးထည့်လိုက်မယ်ပေါ့နော်ပါတော့ပုံလေးထည့်လိုက်ပြီးတော့ဒီတော့ printer လေးကိုပေါအောင်ဖွင့်လိုက်မယ်ပေါင်ဖွင့်လို့ဒီဘယ်ဘက်ကခလို့လေးကိုနေမယ်သူက2ခုပဲပါတယ်ပေါ့နော်ပေါင်လေးဖွင့်လာပြီဆိုရင်ဒီလိုမုတ်ချိန်မှာတော့ ESC POS ဆိုတော့ POS ဆိုတာ receive မုတ်ပြင်နေတယ်နော်ကျွန်တော်မုတ်ချိန်ကြီးပြောပြပေးမှာပေါင်လေးတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ရှေ့ဆက်သွားဒီဘယ်ဘက်ကခလို့လေးနဲ့တွားမယ် set test လို့ပဲညာဘက်ကခလို့လေးကိုနှိပ်လိုက်ရင်စာရွက်အစမ်းလေးထွက်လာအောင်မယ်ပေါ့နော်အဲသူကခဏလေးနဲ့မယ်ညှော့ထွက်သွားတယ်ပေါင်လေးပြန်ဝင်မယ်ရှေ့ဆက်သွားမယ်protocol ရောက်သွားရင်ညာဘက်ကကလို့တွေနဲ့ကျွန်တော်တို့ချိန်ကြည့်မယ် PSPL CPCL စမှတ်လေးပဲ PSC ဆိုရင်ဒါကကြတော့ဟလာတော့receive ပဲပေါ့နော်ပြီးရင် power လေးနဲ့ရှင်းဆက်သွားမယ်ပြီး menu ရနေကျွန်တော်ထွက်နိုင်တယ်အဲ ESC ပြီးတော့ဖြစ်သွားပြီပေါ့နော်အချိန်ကကျွန်တော်တို့ဖုန်းမှာ Bluetooth တွေစပယ်မယ်ဆိုရင်ဒီတွေကို online မယ်ပြီးရော refresh လုပ်နိုင်မယ် M810 ဆိုတာပေါ်လာတယ်ပေါ့နော်ပေါ်လာကျွန်တော်တို့ဒီမှာတမ်းမပေးပဲနဲ့printer ပုံပေါ်မှာပဲတန်ပေးလိုက်မယ်ပေါ့နော်ပြီးသွားရင်1စက်ပေါက်လေးနှစ်ခု online နဲ့သူ့ရဲ့ password တွေက304လုံး okay 304လုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြီးရင်လိုရ Rival ဆိုတဲ့ POS software တွေကိုသွားမယ်3လက်မ site ပေါင်ချလေးအစမ်းထုတ်ပြလို့နော်ပြီးရင်menu Royal software ရဲ့ဘယ်အပေါ်ထောင်မှာ menu ဆိုတာလေးရှိတယ် setting ထဲဝင်မယ် printer ကိုဝင်မယ်ကျွန်တော် printer အသစ်ကိုချိန်မှာဆိုတဲ့အတွက်ဒါလေးအဟောင်းချိန်ထားလဲပေးလိုက်မယ်အပေါင်းလေးညာဘက်အောက်ထောင်မှာရှိတဲ့အပေါင်းလေးကိုနှိပ်လိုက်မယ်ကြိုက်တဲ့နာမည်လေးပေးလိုက်လို့ရဒီ printer လေး e-printer ပေါ့နော်ပြီးတော့ printer model ဆိုတဲ့နေရာမှာ ADA model ကိုရွေးမယ်ပြီးတော့ interface မှာ Ethernet မှာသူက Bluetooth လေးကျွန်တော်တို့ရွေးလိုက်မယ်ပြီးတော့ဒီ search ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနချိန်ထားခဲ့ M810 လေးကြောင့်ရွေးလိုက်မယ်ပြီးရင်ဒီပါ site မှာသူက80ပေါ့နော်80ဆိုတာ3လက်မ58ဆိုတာ2လက်မသူတို့80လေးရွေးလိုက်မယ်ပြီးတော့ဒါလေးကို print receipt ကိုပဲ auto ပိတ်ထားမယ်ပေါ့နော်ပြီးတဲ့ချိန်ကျရင်ကျွန်တော်တို့က print test လေးတစ်ခေါက်နေလိုက်မယ် printer เนี่ย3လက်မဆိုထွက်သွားတယ်ဒါပေမဲ့သူကထွက်သွားတော့ပြောဖြဲလိုက်ရင်အောက်မှာ date လေးတော့ပါပါဘယ်လိုမျိုးသိနိုင်တော့ညာဘက်က feedback တန်တွေနေလိုက်စာရွက်တွေနဲ့ထွက်လာတယ်ပေါ့နော်ကျွန်တော်တို့ဖြဲလိုက်ရင်အောက်မှာ date လေးဆိုတာဒီနေ့ထုတ်တဲ့ date လေးပါသွားမယ်ပေါ့နော်အဲ့လိုမပါသေးခြင်းဘူးဆိုရင်ကျွန်တော်တို့စိတ်မမိတ်ခင်မှာ advanced setting နဲ့ဝင်မယ်ဒီ cut အောက်ဆုံးကရေဒုတိယစာကြောင်မြောက်ကတ်တာဆွဲနေရမှာ slider လေးကိုရှေ့ဖြည်းဖြည်းလေးတိုးလိုက်မယ်3A 3ဟာရိုက်လိုက်မယ်ပြီးရင် back arrow နဲ့ညားနဲ့ပြန်ထွက်မယ်ပြီးတော့အောက်မှာ print test ဆိုတာတစ်ခေါက်ထည့်နေလိုက်မယ်အဲ့ဒီကြိုင်တော့paper တွေနည်းနည်းလေးပို့ထွက်ပေးသွားတယ်ပေါ့နော်ဒီကျွန်တော်ဖြဲလိုက်ဒီမပါတော့ဘူးပေါ့နော်ဒါဆို Rival ဆိုတဲ့ POS software လေးနဲ့ချိတ်ဆက်ပြီးတော့ပေါချထုတ်လို့ရပါပြီပြီးသွားပြီဆိုကျွန်တော် save ကိုနေလိုက်မယ်ပေါ့နော်ဒီ printer လေးကခုန3လက်မပေါချလေးထုတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့လေး2လက်မပေါချလေးထုတ်ဖို့ထုံနေရှင်းပြပေးမယ်2လက်မပေါ paper weight မှာကျွန်တော်58ပဲချိန်လိုက်58ပဲချိန်ပြီးကျွန်တော်စက်ကူလေးချိန်မယ်ပေါ့3လက်မစက်ကူဟာ2လက်မစက်ကူချိန်မယ်တော့အဖုံးလေးကိုဖွင့်လိုက်မယ်3လက်မစက်ကူလေးကိုထုတ်လိုက်မယ်2လက်မစက်ကူလေးပေါ့58မိနစ်စက်ကူလေးကိုအတန်လေးကိုဒါလေးကိုဖြည်းဖြည်းလေးဘယ်ဘက်ကိုတွန်းလိုက်မယ်တွန်းပြီးတော့ဒီမှာကျွန်တော်ပြထားလို့မကြက်မချောင်လေးပေါ့နော်ဒါလေးကိုပိတ်လိုက်မယ်ပိတ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့50 paper width မှာ58ချိန်ပြီးသွားရင် print test တစ်ခေါက်နှိပ်ကြည့်မယ် okay
ဒီပင်နာလေးကအားတာချက်ကသူက3နမဆိုင်တယ်ထုတ်လို့ရတယ်2နမဆိုင်တယ်ထုတ်လို့ရပါလေကျေးဇူးတင်ပါတယ်